viewer အားလုံးအတွက်3မိနစ်ထက်နည်းတဲ့အချိန်လေးအတွင်းမှာကျိုးရှိစေမဲ့စကားလုံး3ခုလောက်မျှဝေပေးချင်ပါတယ်။ပထမဆုံးတစ်လုံးကတော့ resilient ပါ။အခက်အခဲတွေကြားရတဲ့အများဆုံးပြန်လည်နည်းနည်းထူနိုင်တာကြက်ကြက်ခနိုင်တာကိုပြောချင်တာပါ။ဥပမာဗီဒီယိုလေးတွေကိုဖော်ပြထားပေးပါတယ်။ We're smart, resilient, and we take care of one another. Kids are resilient like that. Well, some problems are more resilient than others, Joe. But if anything, he's shown he's resilient. ဒုတိယတစ်လုံးကတော့ serendipity ပါဒါကတော့မျိုးလေးပဲမတော်တဆကံကောင်းတာမျိုးဒါမှမဟုတ်ဖူးတယ်နဲ့အရာမျိုးတွေတွေ့သွားတဲ့အဓိပ္ပာယ်မျိုးပြောချင်တာပါဥပမာလေးထည့်ဖော်ပြထားပေးပါတယ် It is with lucrative serendipity or perhaps just good branding that MySpace is so called. Someone on the serendipity killed Carrie. The Japanese symbol for serendipity. What did you tell him, serendipity? နောက်ဆုံးတစ်ခုကအားလုံးလုပ်မိကြရဖြစ်မှာပါ procrastinate လို့ခေါ်ပါတယ်အလုပ်တစ်ခုကိုချက်ချင်းမလုပ်ပဲချိန်ဆွဲနေတာအောက်ကိုရွှေ့နေတာတွေကိုပြောချင်တာပါဥပမာလေးထည့်ပြီးတော့ကြားပေးပါတယ် But rather than procrastinate further or damn him with praise, he will inevitably consider fate. I don't procrastinate. Don't procrastinate. We could procrastinate. What is procrastinate? ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဘောဟာရအသစ်တွေနဲ့အတူပြန်လာခဲ့ပါမယ်။ See you.